လူမိုက်ဆိုရင်ရှောင်းနေလဲလို့မမီဝဲနဲ့ခေအောင်နေပညာရှိကိုအရှိတွဲလို့မိဝဲစိတ်ကနေယူစေသုံးမရေနာမိဘများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆက်ရဲ့ညော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေလူမိုက်ဆိုရင်ရှောင်းနေလဲလို့မမီဝဲနဲ့ခေအောင်နေပညာရှိကိုအရှိတွဲလို့မိဝဲစိတ်ကနေယူစေသုံးမရေနာမိဘများနဲ့ဆရာသမား